အဲ့တော့ကျွန်တော်ဒီနေ့ပထမဆုံးပြောရမှာတော့NASA ကရဲ့သတင်းထုတ်ပြန်ချက်အထက်အရေးကြီးဆုံးတစ်ခုပေါ့နော်ဒါလေးဒီနေ့ကျွန်တော်ပြောရမယ်ငလင်ကိစ္စပါဆိုတော့ငလင်ကိစ္စရင်မပြောခင်ကျွန်တော်ဒီနေ့မဖြစ်မနေကျွန်တော်ပြောချင်တဲ့အကြောင်းတစ်ခုရှိတယ်အဲ့ဒါဘာလို့ဆိုကျွန်တော်လွန်ခဲ့တဲ့ရက်တွေအနေနဲ့ကြည့်လို့မရတာပေါ့ပွင့်လည်းကြည့်လို့မရတာပြီးတော့အချိန်ချင်းလဲကျွန်တော်ပြောနေတယ်အခုကျွန်တော်ထပ်ပြီးပြောပါမယ်ဒီတစ်ခါတော့ကျွန်တော်နည်းနည်းလေးပုံမှန်လေးပဲအစိုးရကိုမေးပါမယ် NASA ကအစိုးရတာဝန်ရှိသူတွေကိုကျွန်တော်ပုံမှန်လေးပဲမေးပါမယ်နောက်တစ်ခါ NASA ကရဲ့ Cyber Police ပေါ့နော်နောက်လက်ရှိဒီတဲ့အစိုးရရဲ့ဒီ Cyber Police ကိုကျွန်တော်ပုံမှန်လေးမေးပါမယ်ခင်ဗျားတို့မှာလုံနိုင်တဲ့အစွမ်းမရှိတော့ဘူးလားခင်ဗျားတို့တိုင်းပေါင်းစားနေရလားအဲ့မေးကိုကျွန်တော်ပုံမှန်လေးမေးပါမယ်ခင်ဗျားတို့ကိုယ်တိုင်ပေါင်းစားနေရလားခင်ဗျားတို့ကိုယ်တိုင်လုံနိုင်စွမ်းမရှိရလားဒါမှမဟုတ်ခင်ဗျားတို့ကိုယ်တိုင်ကြားဖြန့်အားပေးနေရလား Cyber Police ကတာဝန်ရှိသူတွေကျွန်တော်တဲ့မေးတာပါပြီးတော့ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်းကျွန်တော်ပုံမှန်လေးမေးပါမယ်ခင်ဗျားတို့ကခုချိန်ထိ Telecom Company တွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်ထားပြီးတော့မှာ Telecom Company နဲ့သူ့ရဲ့ Content Provider Company တွေကိုခင်ဗျားတို့ခုချိန်ထိလက်လွတ်ဆိုပဲပြစ်ထားတော့မယ်လားခင်ဗျားတို့ကိုယ်တိုင်ခုထိတာဝန်ယူအောင်မှအရေးယူအောင်မှမသိသေးတဲ့အထိခင်ဗျားတို့ကိုယ်တိုင်ပေါင်းစားနေကြတာလားကျွန်တော်ဒီနေရာကိုဒီမျိုးကိုအရင်ဆုံးပုံဝင်မေးပါမယ်အဲ့တော့ခင်ဗျားတို့တွေပုံဝင်လည်းပဲဖြေကြဖို့လိုပြီပုံဝင်လည်းပဲလုပ်ကြဖို့လိုပြီဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးမပြောဘူးခင်ဗျာသူများတွေကိုပြောရင်မောလို့ကျွန်တော်ကိုကျွန်တော်ပြောပါမယ်ကျွန်တော်ရဲ့ဖုန်းတွေကိုကျွန်တော်ရဲ့ဟိုတီးတဲ့အလုပ်နဲ့ပတ်သက်တဲ့ဖုန်းတွေကို Telecom Company တွေကနေဝင်လာတဲ့ဖုန်းနံပါတ်တွေဘာတွေမှလည်းကြားဖြန့်နေယူဝင်လာတာဘာလို့လောင်းကစားတွေကစားခိုင်းတာကျွန်တော်တို့လောင်းကစားခိုင်းနေတာကျွန်တော်ဒီဖုန်းနံပါတ်ကိုသူတို့ဘယ်ကနေဘယ်လိုရလဲကျွန်တော်မသိဘူးဒါပေမဲ့ Telecom Company တွေမှာပါပဲiPhone နံပါတ်ကသူတို့ရတဲ့အကြောင်းမရှိဘူးပို့တဲ့ဖုန်းနံပါတ်တွေကလည်း Telenor ဖုန်းနံပါတ်တွေကြီးပဲကျွန်တော်စီကိုပို့လာတာ Telenor နံပါတ်တွေပို့တာနော်ဘာပို့လဲဆိုတော့ကျွန်တော်နံပါတ်ဆိုတဲ့နေရာမှာကျွန်တော်မိတ်ဆွေရင်းချနေတော့မသိတဲ့နံပါတ်ပြပို့တော့အလုပ်ဖုန်းဘယ်သူမှလည်းသိချာမသိတဲ့ဖုန်းပြီးတော့ကျွန်တော်တော်သုံးနေရှိတဲ့ဖုန်းတွေပေါ့အဲ့ဒီဖုန်းတွေကို message တွေဝင်လာတယ် Telenor ဖုန်းတွေဝင်လာတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့စည်ရင်သွင်းပြီးတော့တဲ့ငွေဖြည့်သွင်းမှာကတဲ့အနောက်ရှက်ပေးပြီးမဟုတ်ဘူးတဲ့ online မှာအနိုင်အများဆုံးငါးဖန်ဂိမ်းလင့်တွေကိုယူပါတယ်ငွေရှားလွယ်တဲ့ဂိမ်းတွေကိုမိတ်ဆက်ပေးပြရစီတဲ့နော်ငါးပစုံကနန်းဂိမ်းငါးပြဂိမ်းဆလော့ဂိမ်းဖဲဂိမ်းစသဖြင့်ကျွန်တော်တို့ဂိမ်းကြောင်းတွေလာပို့တယ်ကျွန်တော်စဉ်းစားနေတာကဒီလိုမျိုးပို့တဲ့အထိဒီကောင်တွေရဲတင်းလာတာကအစိုးရအရေးမယူလို့ပဲဒီလိုပို့တာနော်ဒီလိုပို့တဲ့အထိရဲတင်းလာတာကအစိုးရအရေးမယူလို့ပဲပို့တဲ့နံပါတ်တွေလည်းကျွန်တော်ပုံမှန်ဖတ်ပြမယ်နော်3993939898 39936618 399999584522 39996643ဒါကျွန်တော်မသိတဲ့နံပါတ်4မျိုးနောက်တစ်ခုကနောက်အစောပိုင်းမှာပို့ထားတစ်ခုရှိသေးတယ်3999999955စုစုပေါင်းဖုန်းနံပါတ်မျိုးစား5မျိုးနဲ့အကုန်လုံးက Telenor ဖုန်းတွေကြီးပဲအကုန်လုံးက Telenor ဖုန်းတွေကြီးပဲအဲ့ဒီ Telenor ဖုန်းတွေလည်းကျွန်တော်တို့ငါးပြဂိမ်းတွေ slot ဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေဆော့ခိုင်းတယ်ကျွန်တော်တို့ဝင်လာတဲ့ message တွေကငလျင်ဘေးတဘာဝဘေးမုန်တိုင်းဘေးဘာဘေးညာဘေးအဲ့ဒီဘေးအတွက်ကျွန်တော်တို့သတိထားနေတိုင်းကိုပြောရင်ကျွန်တော်တို့လက်ခံတယ်ဒါဆိုပို့တဲ့ message ကိုကျေးဇူးတော်တရားအောင်ကျမ်းမာရေးဆောက်ရှောက်မှုစသဖြင့်ပို့ရင်ကျေးဇူးတရားမှာအခုကျွန်တော်တို့ဂိမ်းကစားခိုင်းနေတာနိုင်ငံတော်ကလောင်းကစားတွေကိုတရားမဝင်လောင်းကစားတွေမှန်တယ်အရေးယူပါတယ်တရားမဝင်ပါဘူးဥပဒေမညီပါဘူးလို့ကြေညာထားပြီးသားဖြစ်ပါလင်းနဲ့ Telecom Company တွေကနေတဆင့်ဓာတ်ရိုက်ဒီလိုကြော်ညာနေတာကို Telecom Company တွေကြော်ညာနေတာကိုခမများတို့ Cyber Police ကိုပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရောရေငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ခမများတို့ကိုယ်တိုင်မယူသားဘူးလို့ကျွန်တော်ပုံနဲ့ပြောပြရစီခမများတို့မယူသားတော့အခုဒါနဲ့ပတ်သက်လို့ Telenor Company ကိုယ်တိုင်လည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခမများတို့ကိုယ်တိုင်ဖြည့်ရှင်းချက်ပေးဖို့လိုလာပြီ Telenor ကအတန်ပေါ့အခုလည်းဝက်ရှိလက်ရှိဝယ်တာအတန်ပေါ့အတန်ကိုဝယ်ထားတာဘယ်ဖွဲ့စည်းလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့ဖွဲ့စည်းကဗိုလ်ချုပ်ကြီးတွေရဲ့သားသမီးတွေလားဘုသူသားသမီးတွေလဲကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့လိုမျိုးပူပေါင်းပါဝင်ပတ်သက်ပြီးကြားဖြန့်လုပ်နေတာကိုခင်ဗျားတို့ကိုယ်တိုင်လက်ခံနေရလားခင်ဗျားတို့ကိုယ်တိုင်အဲ့လိုလောင်းကစားနဲ့ပတ်သက်ရှာဖို့ကြိုးစားနေကြပြီလားခင်ဗျားတို့မှာနည်းနည်းတော့အချက်တရားရှိဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ Telenor ခေါ်အတန်ကိုအတန်လို့ခေါ်တဲ့ပုံကိုယ်တွေအဲ့ဒီပုံကတာဝန်ယူထားတဲ့လူတွေအကုန်လုံးခင်ဗျားတို့ရှက်ဖို့လိုတယ်အချက်တရားရှိဖို့လိုတယ်ခင်ဗျားတို့နဲ့ content provider လုပ်နေတဲ့ company တွေကိုခင်ဗျားတို့ပြန်စစ်ဖို့လိုတယ်ပုံမှန်လည်းပြောရင်အဲ့ဒီလူတွေအကုန်လုံးမကြိုးစားဘူးပြည်သူလူထုကိုလောင်းကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်းကစားသမားတွေဖြစ်ပြီးတော့တကယ့်ကိုကျွန်တော်တို့ပြည်သူလူထုကလောင်းကစားနဲ့နွန်နစ်ပြီးတော့ဒုက္ခရောက်အောင်ကြားဖြန့်လို့ဖြန့်နေတယ်ဒါကြားဖြန့်တစ်မျိုးပဲအဲ့တော့ Telecom Company နဲ့ပတ်သက်လို့အစိုးရအရေးမယူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ပဲကျွန်တော်သတ်မှတ်မယ်ပြည်သူလူထုလည်းအဲ့တိုင်းမှတ်ထားပါခင်ဗျားတို့ပြည်သူလည်းအဲ့တိုင်းမှတ်ခင်ဗျားတို့ချီကိုနေ့စဉ်ပို့နေတာလေခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်လူတိုင်းစီရောက်တယ်ခင်ဗျားတို့နေ့စဉ်ပို့နေတဲ့လောင်းကစားဂိမ်းကြော်ညာဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေကိုခင်ဗျားတို့ပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာရေးမယူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့လိန်စားနေတာအဲ့လိုသာမှတ်အဲ့ဒီ Telecom Company တွေနဲ့အဲ့အစိုးရပုံကိုယ်တွေနဲ့ပေါင်းစားနေလို့မှတ်ခင်ဗျားတို့ကိုပြည်သူလူထုကိုအဲ့လူတွေကိုယ်တိုင်ကခင်ဗျားတို့လောင်းကစားသမားတွေဖြစ်အောင်လုပ်နေတယ်လို့မှတ်ဘာလို့ဆိုခင်ဗျားတို့အဲ့ဒီအစိုးရကိုယ်တိုင်ကကိုယ်တွေကတုတ်တော့မလို့ပဲရေးမယူကြဘူးဗျာလာနဲ့ချီနေပြီကျွန်တော်ပြောနှစ်ကိုမနေတော့နှစ်ပေါင်နေပြီမလုပ်ဘူးဗျာကဲ Telecom Company ခုကျွန်တော်ပြောတဲ့နံပါတ်တွေဆိုရင်ကောက်ပြီးကောက်ထောက်လိုက်တယ်တန်းပေါ်တယ်ဘယ်ကောင်တွေလဲချက်ချင်းကောက်ဖမ်းလို့ရတယ်ကွာခနဲ့မဖမ်းနိုင်အဲ့ Telecom Company တွေအကုန်လုံးအရေးယူ
တယ်လီကွန်ကုမ္ပဏီတွေကိုပြန်ပြီးတခြားကျန်တာလုပ်ပေါ့ဗျာပြီးသူတို့ကိုယ်တိုင်ပဲကျွန်တော်တို့ရဲ့ဖုန်းတွေကို register လုပ်ထားတယ်မဟုတ်လား register လုပ်ထားဖြစ်တဲ့အတွက် register လုပ်ထားတဲ့ဖုန်းတွေကိုပဲ activate လုပ်ပြီး register လုပ်တဲ့ဖုန်းတွေကို unactivate လုပ်လိုက်ပေါ့ဘာဖြစ်လဲအခုကအဲ့လိုပုံပဲနဲ့ကျွန်တော်တို့လူတွေစီကိုလိုက်ပို့တယ်တယ်လီကွန်ကုမ္ပဏီတွေကဓာတ်ရိုက်ပို့တာမဟုတ်တော့တဲ့ဖုန်းနံပါတ်တွေကနေကျွန်တော်တို့ဖုန်းဓာတ်ရိုက်ပို့တဲ့အဆင့်ရောက်လာတယ်ဆိုမသိတဲ့လူကအဲ့ဒါကိုသွားပြီးသူပြောတဲ့ link ကိုနှိပ်လိုက်လို့ရှိရင်တေချာပေါက်ကျွန်တော်တို့ရှယ်ပတ်စံတွေကို draw နဲ့ပါသွားပြီဝေါနဲ့ပါသွားပါအဲ့တော့ခင်ဗျားတို့ပြည်သူလူထုလည်းဒီညပြောချင်တယ်ခင်ဗျားတို့စီကိုဝင်လာတဲ့အဲ့ဒီလို message တွေ350ကန်ထူပါတို့3000ကန်3000ကန်ထူပါတယ်တို့ဗာအဲ့ခင်ဗျားရှောက်ပို့တဲ့စာတွေကိုရှောက်ပြီးတော့ link မနှိပ်ပါနဲ့ရှောက်မရီမတော့မပြီးတော့မထိပါနဲ့ခင်ဗျားတို့ရဲ့ပိုင်ဆိုင်မှုပတ်စံတွေပါသွားလိမ့်မယ်ဒါကိုကျွန်တော်စိတ်ပူပါတယ်ဘာလို့ဆိုတော့ဒီကိစ္စကိုအစိုးရကရေးမယူပေးဘူးအစိုးရကမတိကြအောင်စောင့်နေတယ်မတိကြုံပြုနေဆိုတာအစိုးရကိုယ်တိုင်ကမယူသားတွေးယူသားရုံမရှိဘူးယူသားမှုမရှိဘူးပြည်သူလူထုမှာပြည်သူလူထုကိုလောင်ကစားသမားတွေကလင်ကကြက်ကောင်တွေဖြစ်အောင်လုပ်နေတဲ့သဘောတွန်းပို့နေတာပဲအဲ့တော့အစိုးရတရားဥပဒေစိုးမိုးရေးကိုစောင့်ရှောက်တဲ့အစိုးရမဟုတ်တော့ဘူးလို့ကျွန်တော်တို့ပြန်ပြောရမှာဖြစ်နေတယ်သူတို့ဘာလို့ဒါတရားဥပဒေနဲ့မညီပါဘူးလို့ကြီးညာထားပြီးသားဟာကိုဒီလောက်ပေါ်တင်ကြီးတွေလုပ်နေတာကိုသူတို့မတိကြအောင်ဆောင်နေဆိုတာအစိုးရတော်ညံ့တာဘယ်လောက်ထိဆိုးလဲဆိုရင်မင်းခင်ဗျအစိုးရပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနနောက်တစ်ခုကတယ်လီကွန်ကုမ္ပဏီတွေနောက်တစ်ခုကဘာခေါ်လဲဆိုတော့ဒီ cyber police ပေါ့အဲ့သုံးဖွဲ့လုံးကတာဝန်ရှိသူတွေစီကတော့အဲ့ message တွေဝင်နေမှာပြောမရအောင်ပြီးတော့တချို့ဝန်ကြီးဌာနလူကြီးဆိုညုံမှုညုံချုပ်အဆင့် level တွေပေါ့သူတို့တွေစီကတော့အဲ့လိုမျိုးကျောင်းညောင်းကစားပညာတွေဝင်နေတယ်ကျွန်တော်ပြောတယ်ကျွန်တော်အားအောနေဟာအဲ့လိုဝင်နေဆိုတော့ခင်ဗျားတို့စဉ်းစားတာကြည့်တော့ဘလောက်တောင်မရိုင်းနေပြီလေဒီကောင်တွေကဘလောက်တောင်ကျွန်တော်တို့လူလူပေါ်မှာဒီလောင်းကစားနဲ့ဒုက္ခပေးနေပြီလေဆိုတာသိကြဖို့လိုတယ်အဲ့တော့ဒီလိုအဖွဲ့အစည်းကိုဝိုင်းဝန်းတိုက်ဖြတ်ကြဖို့လိုတယ်ပြည်သူလူထုကတိုက်ဖြတ်ဖို့လိုတယ်အစိုးရတိုက်ဖြတ်ဖို့လိုတယ်ပြည်သူလူထုကကျတော့ပါဝင်ပတ်သက်ခြင်းမပြုဘဲပူးပေါင်းပါဝင်မပြုဘဲနဲ့ block လိုက်တာမျိုးတမ်းပြီး block ပြတာမျိုးနဲ့ပါဝင်ပတ်သက်ဖို့လိုတယ်ပြီးတော့ link နဲ့မနှိပ်ချင်း link နဲ့မနှိပ်နဲ့တစ်ချက်ကတစ်မနှိပ်ပါနဲ့နှစ် block ပြပါ message ကို block ပြပါအဲ့နီးနဲ့ပြည်သူလူထုကလည်းဆန့်ကျင်ရမှာဖြစ်တယ်လို့အဲ့ဒီလိုမျိုးပို့လာတဲ့ message တိုင်းပို့လာတာ Telecom company တွေအခုချိန်နေခင်ဗျာဆက်သွယ်ရေးလူတွေကခေါ်ပြီးတော့ Telecom company တွေကိုကြက်ရတော့အမကြက်ဘူးဆိုရင်အဲ့ Telecom company နဲ့ဝန်ကြီးဌာနနဲ့ပူးပေါင်းဆောင်ရွက်နေတယ်ပူးပေါင်းပြီးတော့ပြည်သူလူထုကိုလိမ်စားနေတယ်လို့ခေါ်တာအဲ့လိုကျွန်တော်ကောက်ချက်ချအောင်နော်လောလောလေးခင်ဗျာလက်ရှိပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးနဲ့ Cyber Police ကကောင်တွေခေါ်လိုက်နေရှင်အဲ့ Telecom company ၄ခုလုံးခေါ်လိုက်မင်းအတမ်လာခဲ့ Oridu မင်းလာခဲ့ Mytel မင်းလည်းလာခဲ့လာ MPT မင်းလည်းလာခဲ့ဒီမို့၄ယောက်မင်းတို့၄ယောက်လာခဲ့လာမင်းတို့ရှယ်နေ message တွေပို့တယ်ဓမ္မမြင်လားပြပြီးတော့ねမင်းတို့အဲ့ဒါကိုမှမတားနိုင်ရင်မင်းတို့ company license အကုန်သိမ်းမယ်ကွာလာဆိုအဲ့လိုလုပ်ပလိုက်ပါလားမလုပ်ဘူးလုပ်ရင်ပါလေလူကြီးသားသမီးတွေထိမှာဆိုလို့လားကျွန်တော်တခါကြရင်လေဟိုပို့လိုက်ပြောရင်ဒီအစိုးရရဲ့တချို့သောပုံကိုယ်တွေတချို့သောလုပ်ရက်တွေကိုကျွန်တော်တော်ကြည့်မရပါဘူးခင်ဗျားတို့တွေကဘာဖြစ်လဲဆိုတော့ဟိုလူလူကိုဒုက္ခပေးတာကြီးကျယ်ဒုက္ခပေးနေတယ်တော့တွေ့ရတယ်ဆိုတော့ဒါကတော့ကျွန်တော်မကြိုက်တဲ့အတွက်ပေါ်တင်မဲ့ပြောတာပါအဲ့တော့အစိုးရအနေနဲ့ခင်ဗျားတို့ action plan ကိုကျွန်တော်စောင့်ကြည့်ပါမယ်တစ်လတိတိကျွန်တော်တို့ကစောင့်ကြည့်ပါမယ်တလကြာတဲ့အထိခင်ဗျားတို့အရေးယူထားခြင်းမရှိဘူးကျွန်တော်တို့လူတွေယူ message တွေဝင်နေတော့ပဲဆိုရင်ခင်ဗျားတို့ဝန်ကြီးဌာနနဲ့အဲ့ဒီခင်ဗျားတို့သက်ဆိုင်ရာလူကြီးတွေနဲ့အဲ့ဒီ Telecom ကုမ္ပဏီနဲ့ပေါင်းစားနေပြီပေါင်းပြီးတော့လိန်စားနေပြီလို့ပဲကျွန်တော်တို့ပြောတခါတည်းတိုက်ရိုက်ဆွဆွဲပါမယ်တလကြည့်ကျွန်တော်တို့စောင့်ကြည့်ပါအောင်အခုတော့ short လူတွေဝင်နေကျွန်တော်တို့ဆိုတနေ့တနေ့ဝင်တာစိတ်ညစ်လောက်အောင်ဝင်တာဘာတွေဝင်မှမသိဘူးပြီးတော့ဘာအကျိုးမှလည်းမဖြစ်ဘူးအခုရေပေးမီးပေးလေပေးငရေမုံတိုင်းပေးဘာပေးညာပေးတွေကြတော့အဲ့လို message ကြောင့်ကျွန်တော်တို့စီဝင်မလာဘူးအဲ့လိုမျိုးကြိုတင်သတိပေးချက်အလားကြောင့်ဝင်မလာဘူးဒီလိုမျိုးလောင်းကစားကြတော့တော်တော်ဟောဝင်လာတယ်ဒိဗ်မှမရှိတာဗျာကျွန်တော်တို့ဖုန်းနံပါတ်တွေကိုအော်တိုလောက်ကြီးဝင်ချလာတယ်ဆိုတော့ဒိဗ်မှမရှိတာဗျာခင်ဗျာအဲ့ဒါကြီးတော့ Telecom ကုမ္ပဏီတွေရဲ့ရုပ်ကမ်းမှုလို့ကျွန်တော်သတ်မှတ်ပါတယ်အဲ့ Telenor နံပါတ်1အများဆုံးဒီ Telenor ဖြစ်နေတာတော့တွေ့ရတယ်အဲ့ Telenor ခေါ် Atom ပိုင်ရှင်တွေဒီတိုင်း Atom ဒီမြန်မာတွေလွှဲပြလို့ကြားတယ် Atom ပိုင်ရှင်တွေဒီမှာရိုးသားတော့ဘယ်ကောင်တွေလုပ်လို့တော့မသိဘယ်တထေးတွေလုပ်လို့မသိအဲ့ဒါပေမဲ့အဲ့တထေးတွေကသူတို့မလုပ်ဘူးဆိုရင်အဲ့ဒါတကယ်အောက်တန်းစားဂရီလီရှိပါပဲကျွန်တော်ဒီလိုပဲပြောပြစီနောက်တဲ့ဒုတိယတစ်ခုကတော့ကျွန်တော်ချားမဟုတ်ဒီလာရှိုးကိစ္စတွေချက်ပြောချင်တယ်လာရှိုးကိစ္စတော့ကျွန်တော်လိုရှင်းလေးပဲနားလည်အောင်ပြောရရင်တော့လာရှိုးမှာပြီးခဲ့တဲ့ဟိုတိုက်ပွဲတွေအတွင်းပေါ့နော်မြို့သိမ်းတိုက်ပွဲတွေသူတို့တုံးတာပေါ့သူတို့ကတော့လာရှိုးမြို့သိမ်းတဲ့ကိုကန်တွေဖွဲ့အခုလာရှိုးကနေပြန်ထွက်ခွာမှုတွေလုပ်နေတယ်ဆိုတော့အားလုံးသိပြီးသားဖြစ်တယ်ဆုတ်ခွာမှုတွေစလုပ်တဲ့အချိန်မှာအခုလာရှိုးမြို့ကနေဆုတ်ခွာတဲ့အခါသူတို့မြို့သိမ်းတုံးကပေါ့မြို့ကိုလာပြီးတိုက်တုံးကထိခိုက်ပျက်စီးဆုံးရှုံးသွားတဲ့အိမ်တွေကိုသူတို့စင်းကောက်တယ်လို့သိရတယ်စင်းကောက်ပြီးတဲ့နောက်သူတို့တချို့သောအိမ်တွေအတွက်ကိုပျက်စီးဆုံးရှုံးမှုစည်းရိမ်ဆိုပြီး350ပေးတယ်လို့သိရတယ်ဆိုတော့အဲ့350ပေးတာလေလူတိုင်းပေးသလားဆိုတော့မဟုတ်ပါဘူးလာရှိုးမြို့မှာသူပြောရရင် AG 100ရှိလို့ရှိရင် AG 20လောက်ကပျက်စီးပါတယ်ပျက်စီးသွားတဲ့အခါကျတော့ပျက်စီးမှု20လောက်ပျက်စီးတဲ့အထက်မှာသုံးလို့မရလောက်ပျက်စီးသွားတာကလည်းအနည်းဆုံး10လောက်ရှိတယ်နမူနာပေးတာပေါ့နော်10လောက်ရှိတယ်ဆိုတော့အဲ့လောက်ရှိတဲ့အခါသူကအကုန်လုံးပေးတာမဟုတ်ဘူးနည်းနည်းလေးပျက်စီးသွားတာလောက်ကမသိအောင်ဆောင်လိုက်တယ်သူပေးကိုပေးရမယ်အိမ်မျိုးကြီးကြိုင်တော့ပေးတယ်ပြီးတော့နောက်ကွယ်မှာနှောင်ကျိုးပါတယ်နောက်တစ်ကွယ်မှာ PR ပါတယ်သူတို့ပေးကိုပေးရမယ်နာမည်တွေနဲ့အဖွဲ့အစည်းတွေရှိရဆိုရင်တော့သူပြန်ပေးတဲ့သဘောမျိုးနဲ့တအိမ်ကို